မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အလွယ်ဆုံးအင်္ဂလိပ်စကားပြောလေးတွေစကားစုလေးတွေကိုလေ့လာကြည့်အောင်ဒါလေးတွေကကျွန်တော်တို့ basic သမားတွေအတွက်တည်တံ့ပေါ့နော်နံပါတ်1 in detail ဆိုတာအသေးစိတ်ကိုပြောတာပေါ့နော်နောက်တော့ pay homage ဆိုတဲ့တော့ဖျားရှိခိုးတော့ပြောတာရှိခိုးကြတော့တယ်ပေါ့နောက်တစ်ခု take meditation ဆိုတာတရားထိုင်တာကိုပြောတာတရားထိုင်တဲ့ကိုအင်္ဂလိပ်လို take meditation လို့အင်္ဂလိပ်လိုပြောတယ်နောက်တစ်ခု share merit ကုသိုလ်အမျှဝေတာကိုပြောတာ share လုပ်တယ်ဆိုတာမျှဝေတာကိုပြောတာပေါ့နော်နောက်တစ်ခု work hard အလုပ်ကြိုးစားတယ်လို့ပြောတာနောက်တစ်ခု take note မစုလိုက်မှတ်တယ်နောက် a short wait ခဏဆောင်တယ်နောက်တစ် thrice a day တနေ့ကို2ကြိမ်ဥမာတနေ့ကို2ကြိမ်ချိုးတယ်ပေါ့နော်စသဖြင့်တနေ့ကို2ကြိမ်နောက်တစ်ခု once a week တစ်ပတ်ကိုတစ်ကြိမ်လို့ပြောတာနောက်တော့ after an hour နောက်တစ်နာရီလောက်ကြာတဲ့ခါမှာလို့ပြောတာနောက် one more time နောက်ထပ်တစ်ကြိမ်ပေါ့ဥမာအနေနဲ့ဆိုရင် do it one more time ပေါ့နော်နောက်ထပ်တစ်ကြိမ်ထပ်လုပ်ပြလို့ပြောတာနောက်တော့ at once ချက်ချင်းလည်းငယ်ကိုပြောတာနောက် at present အခုလောလောဆယ်မှာနောက် right now ဆိုတာအခုချက်ချင်းလည်းငယ်ကိုပြောတာပေါ့နော်နောက်တစ်ခု every time အချိန်တိုင်းနောက် return ဆိုတာအသွားပြန်လို့ပြောတာပေါ့နော် return trip လို့ပြောချင်တယ်ဆိုရင်အသွားပြန်ခရီးကိုပြောတာအရှိက day ထည့်လိုက်တယ်ဆိုလို့ရှိရင် day return trip နေချင်းပြန်ခရီးလို့ပြောတာ trip ဆိုတာဒီနေရာမှာခရီးစဉ်အတူလေးတွေကိုပြောတာပေါ့နော်နောက် keep promise ဂတိတည်တာနောက်တော့ half day နေ့တစ်ဝက်လို့ပြောတာနောက်တစ်ခု at all ဆိုတာလုံးဝလို့ပြောတာစာကြောင်းလေးဖွဲ့ချင်တယ်ဆိုတာ I can't wait at all ပေါ့နော်ငါလုံးဝကိုမစောင့်နိုင်တော့ဘူးလို့ပြောတာနောက် drink up အကုန်တောက်ပလိုက်တာကိုပြောတာနောက် eat up အကုန်စားပလိုက်တာကိုပြောတာဥပမာစာကြောင်းလေးဖွဲ့မယ်ဆိုရင် I can't eat up ပေါ့နော်ငါအကုန်မစားနိုင်ဘူးဒါအလွယ်ဆုံးပြောတာပေါ့နောက် up and down ဆိုတာအနေအမြင့်အတက်ကျလို့ပြောတာနောက်တစ်ခု leave school ကျောင်းထွက်တာကိုပြောတာနောက်တစ်ခု leave job ဒါကတော့အလုပ်ထွက်တာကိုပြောတာနောက်တစ်ခု save time အချိန်ကုန်သက်သာစေတာကိုပြောတာနောက် by the way ဒါနဲ့စကားမဆက်နောက် day return trip ခုနပြောတဲ့နေချင်းပြန်ခရီးကိုပြောတာနောက် pocket money မုံဘိုးအင်္ဂလိပ်လို pocket money လို့ပြောတယ်နောက် family life မိသားစုဘဝပေါ့နော်နောက် daily life နေ့စဉ်ဘဝပေါ့နောက်တစ်ခု school life ကျောင်းသားဘဝပေါ့နော်နောက်တစ်ခု all day တနေ့လုံးလို့ပြောတာနောက်တစ်ခု all the time တစ်ချိန်လုံးလို့ပြောတာ